မင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမကျဲစင်လားရှိုးရဲ့ကျမနဲ့သူမဤဝိညာဉ်ဆိုတဲ့ဝိထုရှိကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျမတို့သားအမိနှစ်ယောက်အိမ်ရွှေ့ကြရသည်အမေနဲ့ကျမတို့သားမိနှစ်ယောက်အိမ်ရွှေ့ရတာရိုးနေပါပြီအိမ်ပိုင်မရှိတဲ့ကျမတို့အတွက်အိမ်ရွှေ့ရတာဘာဆန်းတော့ရှိတဲ့ငွေလေးနဲ့လောက်ငှတဲ့နေရာကိုလိုက်ပြောင်းနေရင်အခုတော့မြို့စွန်အထိရောက်လာခဲ့ပါပြီအိမ်လေးကကောင်းနေတော့ဈေးများမယ်ထင်ထားပေမဲ့ထင်တယ်လောက်မများခဲ့တလချင်းပေးလို့ရတဲ့အပြင်စပေါ်ငွေက2သိန်းလောက်ဆိုတော့အေးမှုအတွက်အဆင်ပြေလာသည်ပစ္စည်းတချို့နေရာချထားပြီးကျန်နာတွေဖြည်းဖြည်းချင်းမှရွှေ့တော့မည်ညနေစာချက်ပြုတ်လိုက်ပြီးအေးမှုရီချိုးသည်ညဘက်ရောက်တော့မနဲ့အလုတ်သွားရင်ထဲ့သွားဖို့ဟင်းလေးလုံးထားလိုက်ပြီးအေးမှုရီလက်စစာလေးစိတ်ရည်နေမိသည်ဟဲ့သမီးဟင်းအိုးတူးမယ်နော်စာတွေမရေးနဲ့တော့ဆိုလဲပြောမရဒါလောက်အလုပ်တွေမအားရတဲ့ကြားတယ်ဒီစာရေးတဲ့အလုပ်လုပ်မနေနဲ့တော့အေးမနဲ့ကြတော့လေအစောကြီးထားရတာကိုအလကားပတ်စံရတဲ့အလုပ်လည်းမဟုတ်ပဲအင်းမအမေရဲ့ခဏလေးပါစာရေးတာလေးကသမီးရဲ့အပန်းဖြေစရာလေးမို့ပါအမေရဲ့အမေအိတ်နဲ့တော့နော်သမီးဒါလေးလက်စတက်ပြီးရင်လာခဲ့မယ်အမေနဲ့ကျမမကြခဏစကားများနေကြအမေကကျမပင်ပန်းမာကိုမကြည့်ရလို့ပြောတာကျမသိနေသည်မို့အမေကိုအပြစ်မမြင်ရက်ခဲ့ပေဘာတန်လဲအမေလားမဟုတ်သေးပါဘူးအမေခုနကပဲအခန်းထဲဝင်သွားတာပါကျမနားကြားမားတာလားမဟုတ်သေးပါဘူးကျမတည်တည်ချာချာကြားလိုက်တာပါနောက်ကိုလဲကြည့်ရင်ကြောတဲ့စိတ်ငနဲ့ပုံမှန်အားဖြင့်ကျမတော်ယုံနဲ့ကြောက်တတ်သူမဟုတ်ပါဘူးဘယ်လိုဖြစ်ပါလဲဒီနေ့မှပြောင်းလာတဲ့အိမ်မို့ဟိုဒီလျှောက်ကြည့်ရင်ဟောအမလီဘာတန်ကြီးလဲစက်သိန်းတွေပါထလာခဲ့တယ်လူများရှိနေတာလားအိုးမဖြစ်နိုင်တာကျမတို့မလာခင်ဒီအိမ်ကြီးကတော့ခတ်ထားတာပါစိတ်ထဲဇဝေဇဝါနဲ့ဟင်းအိုးကတ်တဲ့အနှံ့ရမှဟင်းအိုးကိုပြေးပြီးမွေရတော့တယ်တော်ပါသေးရဲ့သူတော့မလို့ဟင်းအိုးကိုရေအနှဲငယ်ထဲ့မွေပြီးမိခလုတ်ကိုပိတ်ပြီးအိတ်ခမ်းထဲဝင်ခဲ့တယ်လူကလှုပ်ရှားနေပေမဲ့အနားမှာကပ်ပါလာသလိုခံစားနေမိတယ်ကျမစိတ်ထင်နေတာများလားညီးတန်တက်တက်ကြားနေသလိုအေးမှုအနားမှာလည်းလူတယောက်ရှိနေသလိုကြီးမကြောက်တတ်ဘူးဆိုပေမဲ့နေရာတစ်လေးမို့အေးမှုဖျားကန်းနဲ့မရောက်တော့ပဲအိယာထဲမှာသာဖျားဝင်းပြူလိုက်ရတယ်ရေလက်ဆဆလေးလဲဘဲကားမှအစရှာမရတော့ဖုံးကိုအလန်းပေးပြီးခုံပေါ်လန်းတင်လိုက်တယ်အမေကိုလန်းကြည့်တော့နှစ်ချိုက်စွာအိတ်မောကျနေပြီမို့အေးမှုလဲအိယာဝင်ခဲ့တယ်တောင်တွေးမြောက်တွေးနေရင်ခုနာကညီးတန်ကြီးကနားထဲပြန်ကြားရောက်လာမိတယ်အိုးငါနားကြားမားတာနေမှာပါလို့တွေးပြီးစောင်းကိုခေါင်းမူးခြုံပြီးအိတ်လိုက်တော့တယ်အမကျမအမကိုပြောကြရှိလို့ပါပြောလေဒါနဲ့ညီးကိုငါလည်းမတွေ့ဘူးပါဘူးညီးပဲကားလာတာလေအဲ့ဒါတွေမင်းမနေပါနဲ့အမရဲ့အမကျမကိုကူညီပေးနော်အမကျမဒုက္ခရောက်နေလို့ပါကူညီတာကရပါတယ်နင်ကဘယ်သူမှမသိဘယ်ကမှမသိနဲ့ငါကဘယ်လိုကူညီရပါမလဲခဏနေအမှုပတ်နေမှဖြစ်မခက်လားအမရဲ့အမဘာမှမဖြစ်စေရပါဘူးကျမအမကိုစောင့်နေတာ3နှစ်တောင်ရှိနေပြီဟင်3နှစ်ဟုတ်လားဟုတ်တယ်အမရဲ့ကျမကိုလူတွေကရက်ဆက်ကြတယ်ကျမကိုဘယ်သူကမှအေးတယူမရှာကြဘူးကျမစိတ်နာလိုက်တာအမရဲ့ကျမသူတို့ကိုဂလဲစာပြန်ချေခြင်းနဲ့အမမဖြစ်မနေကူညီပေးပါအမမကူညီပေးရင်ကျမအမကိုလိုက်နောက်ရှက်နေရမှာပဲအမလေးနင်ကအကူညီလဲတောင်းသေးတယ်ငါ့ကိုချိန်ချောက်နေတာလားငါကမကြောက်တတ်ပါဘူးအမမကြောက်ရင်ကြောက်အောင်လုပ်ရမှာပေါ့ကျမကိုကြည့်လိုက်လေကလင်းဟဲ့အေးမှုသမီးဟဲ့အလန်းကလည်းမြည်နေတာနဲ့မိုးတံကတမျိုးနဲ့ဘာတွေထအော်နေတာလဲလှန့်လိုက်တာအေးမှုရဲ့ထတော့ဟုတ်အမေကျမအိမ်မက်မက်နေတာကိုကျမအိမ်မက်မက်တိုင်းထူးဆန်းတာတွေကြီးဒီတစ်ခေါက်ကမိန်းကလေးတစ်ယောက်အကူညီလာတောင်းနေတာဘယ်သူလဲဘဲကလဲဘာမှအဆက်ဆက်မရှိပါပဲနဲ့တခါမှမမြင်ဘူးတဲ့ကောင်မလေးကိုမြင်မှတ်နေတာနောက်ဆုံးမှတွေးတန်ရဲရဲနဲ့ကြောက်စရာမျက်နှာကြီးကိုမြင်လိုက်ရတာလှမ်းလိုက်တာတိတ်မတက်ပါပဲအိယာကထပြီးမျက်နှာတစ်သွားတိုက်နေရင်အိမ်မက်အကြောင်းကခေါင်းထဲရောက်လာတယ်အေးမှုအိမ်မက်မက်ခဲပါတယ်ဘာလို့များဒီအိမ်မက်မက်ရတယ်လဲမျက်နှာတစ်နေရင်ကြောတဲ့စိတ်ငနဲ့တစ်ချက်တုံသွားတယ်စိတ်ထဲမတိုးမတန်းနဲ့မျက်စိဖွင့်ကြည့်လိုက်မိတယ်ရှိတ်ခနဲတွေးလိုက်မိပြီးမှမျက်စိဆက်လာတာမို့ကမန်းကတန်းမျက်နှာတစ်လိုက်တယ်
မိဖို့ကန်တဲ့ဝင်သွားတယ်လို့မြင်လိုက်တာမို့နောက်ကိုအပြေးလိုက်ကြည့်မိပေမဲ့ဘာမှမတွေ့ခဲ့ပါဘူးဒီအိမ်ရောက်ပြီးမှကျမဘာဖြစ်နေတာလဲအမေကိုကြည့်တော့လဲဘာမှထူးထူးခြားခြားမတွေ့အေးဆေးဖြစ်နေပြီးကျမတယောက်တည်းရောက်ရက်ထနေမိတာပါထမင်းအိုးလေးတဲပြီးညကဟင်းလေးကိုနှွေးလိုက်တယ်ရုံသွားဖို့ထမင်းကြိုင်တေချာပြင်ဆင်ပြီးရေမိုးချိုးအဝတ်စားလဲကထွက်လာခဲ့တော့တယ်အမေကိုတေချာမာခဲ့ရတယ်ရေးเจ้าရှိရင်ဖုံးဆက်ဖို့နေမြေအသေးဆိုတော့အမေကိုလည်းစိတ်ပူရသေးတယ်ဘေးအိမ်ကအမကိုလှမ်းပြီးမာခဲ့ရသေးတယ်အမေတယောက်ထဲမို့ဂယုစိုက်ပေးဖို့မာပြီးအမစီကပါဖုံးနံပါတ်တောင်းယူလာခဲ့ရတယ်အလုပ်ရောက်တော့လဲအိမ်ကအကြောင်းတွေသတိမရနိုင်တော့ကွန်ပျူတာတစ်လုံးနဲ့စည်ရင်းစရာတွေမူးနောက်နေအောင်လုပ်နေရတာမို့အိမ်ကိုရောအမေကိုပါမှိတ်သွားတော့တယ်ထမင်းစားနာချိန်ရောက်တော့အမေကိုဖုံးခေါ်ကြည့်သေးတယ်ဘာမှမထူးကြကျမထင်အောင်ထင်မှာဖြစ်နေတာလားအိမ်မက်ကထူးဆန်းတယ်လို့အပြစ်မှာတကယ်ကိုလာပြောနေတယ်လို့ကြီးခံစားနေရတာအိမ်မက်မက်ပြီးစိတ်ကဆွဲလန်းနေလို့ဖြစ်မှာပါလေထမင်းစားပြီးအလုပ်ပြန်ဝင်ရတော့တယ်ညနေအလုပ်ဆင်းတော့အပြန်ဈေးဝင်ဝယ်ရအောင်မယ်အမေကခြေထောက်ကိုက်တက်လွန်းလို့အဝေးကိုမလွတ်ရဲအမေခံစားရတာကြည့်ပြီးအေးမှုတနာလွန်းလို့အေးမှုအိမ်ပြန်လမ်းမှာရက်ွက်စည်းလေးရှိတာမို့လမ်းလဲတင့်နေအေးမှုအိမ်ပြန်ရင်တခါတည်းဈေးဝယ်ပြီးပြန်ခဲ့တော့တယ်ခြံတကားကိုသွန်းနေစင်မှာပဲလျက်တစ်ပြက်တကားရွက်ကပွင့်သွားတော့တယ်ဟင်ကျမသွန်းလိုက်မိတာလားတကားရွက်ကသူ့ဟာသူပွင့်เสียအကြောင်းမှမရှိတာပဲလေများတိုက်သွားလို့လားတန်စကားလေးနဲ့မို့ပေါ့နေလို့လားအိုးစဉ်းစားမနေတော့ပါဘူးအမေရေတမီးရောက်ပြီနော်အဝိစားလဲပြီးမိဖို့တဲဝင်လိုက်အောင်မယ်အမေရေအေးပါတမီးရဲ့အမေခေါင်းနဲ့အုံနေလို့ခဏလဲနေတာစေးတောက်ထားသေးလားအမေတောက်ထားပါတယ်တမီးလေးရဲ့အမေတက်တာပါတယ်လှုပ်เสียရှိတာလားလှုပ်ဟုတ်အမေခဏနော်အမေတမီးညနေစာလေးချက်လိုက်အောင်မယ်အေးမို့အဝိစားလဲပြီးမိဖို့တဲဝင်အသားငါးလေးစေးကြောကစွန်းရွက်လေးတွေတင်လိုက်တယ်ချက်ပြုတ်နေရင်ထုံးစံအတိုင်းဖုံးပုတ်နေမိတယ်တီးတဲ့အချိန်မပေးနိုင်တော့အလုတ်လုတ်ရင်စူးစားရေးတယ်အမရုတ်တရက်နောက်ကိုလှည့်ကြည့်လိုက်မိတယ်စက်သိန်းများကဖြန်းကနေနောက်လဲကြည့်လိုက်တော့ဘယ်သူမှမတွေ့ကျမနာနဲ့ဆက်ကြားလိုက်တာပါအတန်ကိုလည်းရင်းနှီးတယ်လို့ခံစားလိုက်ရတယ်ဖုံးတောင်လွတ်ကြမလို့ဖြစ်သွားတယ်လှန့်လိုက်တာဆိုတာတေချာနေပါပြီတခုခုရှိနေတာအေးမှုစိတ်ကထင့်နေတာအမေကြောက်မှဆိုးလို့အမေကိုလည်းမပြောပြရဲတကယ်ကိုအနာကပ်ပြီးခေါ်လိုက်တဲ့အတန်ညကအိမ်မက်ထဲကခေါ်တဲ့အတန်နဲ့တူနေတာဖះအေးမှုကောင်မလေးမျက်နှာကိုပုံဖော်ကြည့်နေမိတယ်ညကသူ့ကိုအကူညီလာတောင်းတဲ့ကောင်မလေးဟူးဘာတွေလဲကွာအမေညစာစားဖို့နိုးလိုက်ပြီးသားမီးနှစ်ယောက်ထမင်းစားလိုက်ကြတယ်တခါတည်းစေးကြောလိုက်ပြီးအမေကိုစေးတိုက်ပြီးအိပ်ရတယ်ပို့လိုက်တယ်ဖုံးနဲ့ဖះစာကိုဖွင့်ထားပေးလိုက်ပြီးအိမ်မှုဖះကန်းထဲဝင်လာခဲ့တယ်ဖះပန်းအိုးနဲ့တောက်တော်ရီခွက်တီရေလဲလိုက်ပြီးဖះဝင်းပြူလိုက်သည်ပတိစိတ်နေရင်ကြော်တဲ့စိတ်ငနဲ့လေကုတ်လေးကိုလေနဲ့မှုတ်လိုက်တယ်လို့ခံစားလိုက်ရတယ်မျက်စိကိုဖွင့်မကြည့်ပဲပတိဆက်ပြီးစိတ်နေလိုက်တယ်စိတ်တွေကမရတော့ဖះစာတွေမားဆိုနေမိတော့တယ်သုံးဘက်ပြည့်ပြီးမို့ဆက်မစိတ်တော့ပဲဖះကတော့လိုက်တော့တယ်ဖះစာအုပ်နဲ့ပတိကိုဖះစင်ပေါ်တင်လိုက်ပြီးမျက်စိကရောက်ရပေါက်ရရှောက်ကြည့်နေမိတယ်ကောင်မလေးရေမင်းဘယ်သူလဲငါဘာလုပ်ပေးရမှာလဲငါ့ကိုတော့မလန့်ပါနဲ့ဟာငါမကြောက်တတ်ဘူးဆိုပေနဲ့ငါလန့်လာသလိုပဲအိမ်မက်လားတကယ်လားငါစိတ်ကခြောက်ချားနေတာလားမတဲကွဲတော့ဘူးနင်လိုချင်တာရှိရင်ငါ့ကိုတေချာလာပြောမလန့်နဲ့တော့နော်ငါစိတ်တွေမပျော်တော့ဘူးစာတွေလည်းမရေးနိုင်အိပ်ရမှာကိုကြောက်နေပြီညတော့ငါလိုငါ့ကိုမချောက်လန့်ပါနဲ့တော့နော်အမနင်ရောက်လာပြီလားအမရဲ့ကျမဒီဘဝကြီးနဲ့မနေချင်တော့ဘူးကျမကိုကဲပါနော်အမဘာလုပ်ပေးရမလဲပြောလေကျမနာမည်ကဣတုစာပါကျမကမိဘတွေမရှိတော့ပါဘူးအတော်တွေနဲ့နေတာပါလွန်ခဲ့တဲ့3နှစ်လောက်ကဆိုတော့လူတွေကကျမကိုမေ့နေကြပြီပျောက်လို့လဲလိုက်ရှာမဲ့သူမရှိတဲ့ဘဝဤကိုသူတို့ယုံမာကြတာဤကိုယုံမာကြတဲ့အမရဲ့ဤကိုယုံမာလိုက်ကြပြီးတော့အစာဖြောက်လိုက်ကြတဲ့အမရဲ့ပြောနေရင်ခြုံပွဲချငိုနေတဲ့ကောင်မလေးကိုကြည့်ရင်ကျမတနာနေမိတယ်မငိုပါနဲ့ကောင်မလေးရဲ့အမကိုအကုန်ပြောပြနော်အမလှုပ်ပေးနိုင်တာလှုပ်ပေးပါမယ်ဤသူစားဟဲ့ဤသူစားဘယ်ကိုသွားနေတာလဲဤသူစားဟဲ့နေအောင်လေအေးမူသမီးအေးမူဒီကောင်မလေးဘာတွေဖြစ်နေပါလဲအမေနိုးတော့မှအေးမူလန့်ပြီးနိုးလာတော့တယ်မျက်နာမှာချွေးတွေနဲ့ရွှဲနေပြီးမောဟိုက်လို့နေတယ်အေးမူအိတ်ခမ်းနဲ့ဟိုဒီကြည့်နေမိတယ်သမီးခုရက်ပိုင်းအိမ်မက်ဆိုတွေမှတ်လာကြည်လား
ဤသူစားဆိုလားဘာဆိုလားအော်နေတာအမေဒီနေ့တဲတဲကွဲကွဲကိုကြားလိုက်တာညဘက်ဖះကိုရှစ်ခိုးရဲ့လားသမီးရှစ်ခိုးပါတယ်အမေသမီးထားတော့မယ်အမေမိုးလဲလင်းတော့မှာဆိုတော့ထမင်းချိုင်းအတွက်ပြင်ဆင်လိုက်အောင်မယ်အိမ်မက်နဲ့ပတ်သက်ပြီးအမေကိုဘာစကားမှမပြောဖြစ်အမေကအိမ်မက်ဆိုးတွေမှတ်တယ်ပဲထင်နေရှာတာတကယ်တော့အေးမူအိမ်မက်ထဲမှတ်နေတယ်လို့ကိုမထင်ဘူးအပြင်မှာပြောနေရတယ်လို့ကြီးဤသူစားဆိုတာဘယ်သူလဲဘယ်ကလဲတိုက်တိုက်ဆိုင်ဆိုင်ဒီအိမ်ကိုစရောက်တဲ့နေ့မှတင်အေးမှုကိုလာပြီးအတိပေးတာဒီအိမ်ကြီးနဲ့များတခုခုပတ်သက်နေသလားဘေးပတ်ဝန်းကျင်ကလူတွေကလည်းအရန်ကိုစိမ့်ကြတယ်အရင်ကျမတို့နေတဲ့ရက်ကွက်ကသူတွေလိုမဟုတ်ကြပြီအမေကိုတယောက်ထဲထားခဲ့ရတာမို့ဖုန်းနံပါတ်တောင်းတာကိုတောင်မပေးကျင်တယ်လို့ကြီးအေးမှုစိတ်ထင်တယ်ပဲထင်နေခဲ့တာတိုက်ဆိုင်မှုတက်တက်တော့မဖြစ်နိုင်ဘူးအမဟင်ဤသူစားဒီနားမှာရှိနေတာလားဤသူစားအတန်လာရာဘက်ကိုရှောက်ကြည့်နေပေမဲ့ဘာအရေးအယောင်မှမတွေ့ရကြာတော့စိတ်တူကျင်လာပြီအေးမှုမှာအိတ်ကောင်းခြင်းလည်းမအိတ်ရစားကောင်းခြင်းလည်းမစားရကြာတော့အမေကပါအေးမှုကိုကွက်ကြီးလှုပ်လာသည်အယူတယောက်လိုဘယ်သူမှမရှိပဲအေးမှုတယောက်တည်းစကားပြောနေတယ်လို့ဖြစ်လာတယ်အမှန်တော့အေးမှုသူ့ကိုစိတ်မရှိတော့ပြေးသွေးလို့ရရင်တွေးလိုက်ခြင်းနဲ့ရုံသွားဖို့ထွက်လာတော့ခြံတကားကိုပိတ်ရင်အိမ်ဘက်ကိုလှည့်ကြည့်လိုက်တော့နောက်ဖေးရေကပြင်းပေါ်ရက်ပြီးလက်ပြနေတဲ့ကောင်မလေးအမလေးလက်ထဲကချိတ်နေတဲ့တော့ကအောက်ကျသွားတော့သည်တော့ကောက်နေရင်လန့်ကြည့်တော့မတွေ့တော့ဘူးတေချာမြင်လိုက်တာပါဒီအိမ်ကြီးနဲ့ပတ်သက်ပြီးနည်းနည်းစုံစမ်းမှရတော့မယ်ထင်တယ်အကိုစိုက်ကအားလားအားတယ်အမလေးပဲလေကားဂိတ်ကိုပို့ပေးပါလားအကိုရတယ်လေအမလေးတက်ကားမတ်တိုင်နဲ့အေးမှုတို့အိမ်လေးကတိတ်မဝေးပါဘူးနေ့စဉ်လမ်းလျှောက်နေကြပေမဲ့အေးမှုတို့နေတဲ့အိမ်လေးအကြောင်းသိကျင်တာမို့တမင်ငားစီလိုက်တာပါအကိုကဒီရဲကွက်ကလားဟုတ်တယ်လေအမလေးဘာလို့လဲဟိုအခုနာကကျမထွက်လာတဲ့အိမ်ကအင်ရှင်တွေနဲ့တိလားတေချာတော့မရင်းနှီးပါဘူးဒီအိမ်ကလူမနေတာအတော်ကြာပြီအမလေးရဲ့အရင်ကတော့လင်မယားနှစ်ယောက်နေကြတာပဲတိတ်အကြာကြီးတော့မနေသွားကြဘူးပြန်ပြောင်းသွားကြတာဟိုအရင်ကအဲ့ချံကခြံအလွတ်ကြီးလေအိမ်ဆောက်ပြီးမကြားဘူးသူတို့ရောက်လာကြတာတနေ့လောက်တော့ရှိမယ်ထင်တာပဲဘာဖြစ်လို့လဲဟင်ဟိုဘာမှမဖြစ်ပါဘူးကျမတို့ကအခုမှပြောင်းလာတာမို့ဒီရက်ကွက်အကြောင်းလဲဘာမှမသိလို့လေအိမ်ငါးတုံးကလည်းအင်ရှင်တွေနဲ့မတွေ့ခဲ့ရဘူးလေဂျားတွေကသူ့ညီဆိုလားမသိပါဘူးစာချုပ်လာချုပ်ပေးသွားလို့လေကားကြီးရောက်ပြီးမို့ကျမတို့နှစ်ယောက်စကားစပြက်သွားကြတော့သည်စိုက်ကားကပတ်စံရှင်းပေးပြီးမတ်တိုင်ကိုရှောက်လာခဲ့တော့သည်အေးမူမှာဘဲသွားအတွေးပေါင်းများစွာနဲ့စိတ်ထဲမအီမသာရှိလာသည်ဒီကောင်မလေးဘယ်သူလဲကြာရင်ခက်ရကြည်ရဲ့အေးမူတော့ဘယ်လိုလုပ်ရပါမလဲလေဒီနေ့အလုတ်ပိတ်ရမို့အေးမူအဝတ်တွေလျှော်မီးဘူးတိုင်းနဲ့အိမ်သက်ရှင်ရေးလုပ်နေမိတယ်အမေကိုသူ့မတွေကလာခေါ်သွားသည်မို့အေးမူတယောက်တည်းအခန်းထဲတန့်ရှင်ရေးလုပ်ရင်ကတင်အောင်ငုံပြီးတပြက်စီလဲမယ်လှုပ်တုံဖုန်တက်နေတဲ့တစ်တာတေးသေးလေးတစ်လုံးတစ်တာကိုလမ်းယူမယ်လုပ်နေတော့ပုတ်အဲအနံ့ကနှာခေါင်းနဲ့လှိုက်တက်လာတယ်ဆိုးလွန်တဲ့အနံ့ကြောင့်အေးမူနောက်ဖေးပြေးပြီးသွားအံရတယ်အိမ်ထဲပြန်ဝင်ဖို့အလက်အမလေးအမေအေးမူကြောက်လန့်တဲ့ကြားអော်လိုက်မိတယ်ရုတ်တရက်လူတယောက်ဝင်တိုက်လိုက်မိတယ်လို့ခံစားလိုက်ရတယ်အေးမူလဲတေချာမမြင်လိုက်ပင်မဲ့အရေးတစ်ခုဖြတ်တိုက်သွားတာတိတိတာတာကြီးပြီးမှတတိယမိတယ်ဤသူစားအနားမှရှိနေတာလားနင်ငါ့ကိုမလှမ်းနဲ့နော်ငါကြောက်နေပြီအေးမူနှုတ်ကတွတ်ပြောနေမိသည်အေးမူမကြောက်ဘူးဆိုပေမဲ့ဖြစ်နေတာတွေကတကယ့်ကိုခြောက်ခြားစရာမင်းညကသူမကိုအိမ်မက်ထဲမှာမတွေ့ရဘာလို့များမလာပါလဲအေးမူကိုရုတ်တရက်ကြီးသူမကိုရောင်ပြရင်ရောအေးမူတတိရှိပါမလားအိမ်မက်ထဲမှာတော့သူမကချောလှလေးပါအဝေးကလမ်းမြင်နေရတော့ကလည်းရုပ်မဆိုးပါဘူးဟူးတကယ်တော့အေးမူလန့်နေပါပြီသူမကကူညီပေးပါအတန်ပြောပြီးငိုပဲငိုနေတာအေးမူတနာမိတယ်သူ့အကြောင်းကိုတေးသေးချာလဲဘာမှမပြောတေချာမသိရပဲအေးမူပဲလို့ကူညီရပါမလဲကြောက်စိတ်တွေကြောင့်ကတင်အောက်ကတစ်တာလေးကိုမေ့သွားခဲ့သည်အိမ်ထဲမှာနေရတာကြောမလုံတော့တာမို့အိမ်ရှိကိုထွက်လာခဲ့သည်ခြံစည်းရိုးပေါ်ကຫນွယ်ပင်လေးတွေကိုဆွဲဖြုတ်ပြီးအမိုက်တွေကိုပုံလိုက်သည်စိတ်လေးကြည်လင်လာတော့တချင်းလေးညီးလိုက်မိသည်တောင်လေးကင်ထားလေမအင်းလေးပင်များအမလေးတချင်းကြီးရင်ခြံစည်းရိုးကຫນွယ်ပင်ကိုလမ်းအဆွဲတစ်ဖက်ခြံကဦးလေးကြီးကကျမကိုငူကြီးစိုက်ကြည့်နေတယ်
အမတ်တမဲမို့ကျမလန့်သွားပေမဲ့သူ့ကိုပြုံးပြလိုက်မိတယ်သူ့ရဲ့မျက်နာကအယမ်းကိုမာကြောခတ်ထန်နေတယ်အားတုံအားနာလေးတောင်ပြန်ပြီးမပြုံးပြဘူးဘယ်လိုလူကြီးလဲအေးမှုလဲနည်းနည်းရှက်သွားမိတယ်ဦးကြောင်ကြောင်နိုင်လာတဲ့ကို့အဖြစ်ကိုတွေးရင်အိမ်ထဲပြန်ဝင်လာခဲ့တယ်အိမ်ကြီးချင်းမို့ကိုကအပြုံးနဲ့နှုတ်ဆက်လိုက်ပေမဲ့ဘာကိစ္စတူကဒါလောက်မျက်နှာကြောတင်းနေပါလေဒီအိမ်ရောက်ကတည်းကဘာမှကိုအစင်မပြေပါလားကျမခုနကတေချာမြင်ပါတယ်ဘယ်သူမှမရှိပါဘူးအခုမှရုတ်တရက်ဘယ်ကားရောက်လာပါလဲဂလုံးဟဲနောက်ဖေကအတန်ကြောင်များဟင်းအိုးခိုးစားနေလားမသိပါဘူးဟဲ့နင်တို့ကတော့ငါနဲ့တွေ့မယ်စိတ်ညစ်လိုက်တာကြောင်တွေကတမျိုးနောက်ဖေကိုအပြေးအလွှားသွားကြည့်တော့စတီးစလုံးတစ်ခုကအောက်ကျနေပြီးထမင်းဟင်းအိုးတွေကတော့ခြေရလက်ရမပြက်အနီးနားကိုတေချာလိုက်ကြည့်တယ်ကြောင်တွေခွေးတွေဘာမှမတွေ့ဒီစလုံးကကြစရာအကြောင်းမှမရှိတာအတွေးအာယုံတွေများလာရသည်ဤသူစာများလားအိမ်မက်ထေကကောင်မလေးကြောင့်များလားမကြုံမလွတ်တဲ့ဝိညာဉ်တွေကအဲ့ဒီလိုခြောက်လန်းလို့ရတဲ့လားအေးမှုတော့မယုံပါဘူးဒီအသက်အရွယ်ထိရောက်လာခဲ့ပြီးတရေတက်စီဆိုတာမျိုးအေးမှုမကြုံဘူးတော့ကြောက်ကိုမကြောက်တတ်ခဲ့တာပါအခုတော့အေးမှုမတိုးမတန့်နဲ့မကြခဏကြက်သိမ်းများထပြီးစိတ်ထဲလုံခြုံမှုမခံစားရအမေကိုကြည့်တော့ဘာမှမထူးကြတော့အေးမှုပဲအထင်မှာအမြင်မားတွေဖြစ်နေသလားတန်တရားစိတ်ကကြီးထွားလာခဲ့တယ်ရုံးကတငယ်ချင်းခင်မြမူတို့သွားနေကြဆရာမနဲ့သွားတွေ့ပြီးမေးကြည့်ရင်ကောင်းမလားစိတ်တွေလည်းညစ်ရပါလားအေးမှုစိတ်ထဲတွေးမိတဲ့လောက်ဆိုရင်အိမ်မက်ထဲကဤသူစာနဲ့အိမ်ထဲကထူးခြားနေမှုတွေကဆက်ဆက်မှုရှိနေတာသိကြတဲ့လောက်ပါပဲကျမကလည်းရုတ်တရက်ထိတ်လန့်မိတိုင်းသူမနာမည်ကိုအော်ခေါ်နေမိတော့တယ်အမအမရဲ့ဤကိုကဲပါဤဒီမှာမနေကြတော့ဘူးအမရဲ့ဒီရက်ပိုင်းတခုခုလုပ်ပေးမှရမယ်အမရဲ့အမကိုတေချာပြောပြလေနေ့လေကအမကိုလန့်နေတာညီမလေးလားကူညီဖို့တာပြောနေပြီးဘာမှမပြောတော့အမဘယ်လိုကူညီပေးရမှာလဲသူမပြန်မဖြေမျက်နာကအယမ်းညှိုးငယ်နေတယ်ဘာဖြစ်လို့လဲတခုခုဖြစ်နေလို့လားမျက်နာလည်းမကောင်းဘူးအမရဲ့ကျမဒီလိုအချိန်တွေပြန်ရောက်လာမှကြောက်တယ်အမရဲ့ခရင်အောက်ကတစ်တာလေးကိုဖွင့်ကြည့်နော်မမရဲ့ပထမရွတ်ပါနဲ့လာရင်ဤအမနာကက်လို့မရလို့ပါဤအမနာကက်လို့ရမှဤဖြစ်ချင်တာတွေအကူညီတောင်းလို့ရမှာမို့အမပထမ်းရွတ်တိုင်းဤအဝေးကြီးရောက်သွားသလိုပဲဤအရန်ပူလွန်လို့ပါဤကလူမဟုတ်ဘူးလားဤကတရေလားယင်သူမပြန်မဖြေခတ်တော့ခတ်နေပြီသူမအကြောင်းကိုဘယ်ကနေဘယ်လိုစပြီးစုံစမ်းရပါမလဲတန်တစ်တာတွေကဘာတွေရှိလဲချက်ချင်းထားပြီးကတင်အောက်ကိုငုံကြည့်မိသည်မနက်ကတွေ့တဲ့တစ်တာလေးဘယ်ရောက်သွားတာလဲဤသူစားတစ်တာလေးမရှိတော့ပါလားဘယ်ကိုရွှေ့လိုက်တာလဲဤသူစားဘယ်ရောက်သွားပြန်ပြီလဲကျမအတန်ကျဲသွားလို့လားကတင်အောက်ကိုငုံကြည့်ပြီးတစ်တာမတွေ့တော့လန့်သွားမိတယ်ဟဲ့ဘာတွေဖြစ်နေပြန်ပြီလဲအေးမှုရဲ့ညမိုးချုပ်ကြီးဘာတွေထရှာနေတာလဲအေးမှုရဲ့ညီနေတော့ငါလဲကောင်းကောင်းမအိပ်ရပါဘူးအေးဒီကောင်မလေးမဟုတ်တာတခုခုများလှုပ်ထားသလားမသိပါဘူးအမေကပွားစီလှုပ်နေပြီလှုပ်လေလှုပ်ချင်စရာအေးမှုအိပ်ပျော်နေတာပါဘယ်လိုဖြစ်လို့ကတင်အောက်ကိုရောက်ပြီးဘာတွေရှာနေပါလဲအမေလဲအေးမှုကြောင့်နေ့တိုင်းအေးရီပြက်လာပါပြီအိမ်မက်ထဲကလိုပဲတစ်တာကတကယ်မရှိတော့တာမနဲ့အိမ်ရှင်းနေတော့ကအေးမှုမျက်စိနဲ့တက်အပ်မြင်ခဲ့တာပါအမေရွှေ့လိုက်သလားအခုမေလူကအစင်မပြေမနဲ့လင်းတော့မှပဲမေးတော့မယ်ကတင်ပေါ်လဲနေရင်ဤသူစာမျက်နာကိုမြင်အောင်နေမိတယ်စတွေ့တော့ငါနဲ့မတူမျက်နာကအတော်ညိုးနေရှာတယ်တောကတွေများလိုက်ရတာဒီကောင်မလေးဘယ်သူပါလဲသူ့ကိုယုံမှကြတယ်တဲ့ဘယ်သူကယုံမှပြီးဘယ်လိုတွေခံထားရလို့မကြေနိုင်မချမ်းနိုင်ဖြစ်နေပါလေမိုးလင်းဘိုးကလည်းခက်ခဲလိုက်တာနော်အိမ်မပျော်တော့တာမို့ထပြီးမျက်နာတစ်ထမင်းအိုးတဲလိုက်ပြီးဖះတောက်တော်ကြီးလဲလိုက်တယ်ကော်ဖီလေးဖြောကိတ်မုံနှစ်ချက်လီပကံနဲ့ထဲကအာယုံစွန်းလေးကတ်လိုက်ပြီးဖះဝတ်ပြုလိုက်တယ်ဖះစာရွတ်နေရင်ကိုကြောတွေကစိတ်ညံနေဖြစ်သွားပြီးအာယုံစုစီလိုကမရတော့ပထမ်းမရွတ်ပါနဲ့လားအမရဲ့ကို့အတွေ့တဲ့ပထမ်းရွတ်မလို့စိတ်ကူးနေကရှိသေးနာကိုကပ်ပြီးလာပြောလိုက်တဲ့အတန်ကတိုးတိုးညင်တာဆိုပေမဲ့လန့်ပြီးမျက်လုံးဖွင့်ကြည့်လိုက်မိတယ်။တင်းပြဲနဲ့မွေးရနန်းနဲ့အတူအရိပ်လေးဖြတ်သွားသလိုမြင်လိုက်ရတော့ထပြီးနောက်ကလိုက်ကြည့်မိတယ်။ခြံစည်းရိုးထောက်နာလေးမှာအရိပ်ကပျောက်သွားတယ်။အလင်းရောင်ကတိတ်မရသေးတာမို့အေးမှုအိမ်ထဲပြန်ဝင်လာခဲ့တယ်။
တေးကြပါတယ်ဟိုကောင်မလေးပဲဖြစ်မှာပါသူငါ့ကိုဘာပြချင်ပါလဲမိုးစင်စင်လင်းသည့်အထိအေးမှုစောင့်နေမိတယ်အလောက်သွားဖို့ယူနီဖောင်းလဲပြီးကမှမနက်ကကောင်မလေးပျောက်သွားတဲ့ခြံစည်းရိုးနားလေးကိုအပြေးလေးသွားကြည့်မိတယ်ထူးထူးခြားခြားဘာမှမတွေ့ခြံစည်းရိုးအတိုင်းထောက်လျှောက်လိုက်ကြည့်မိတယ်တိုင်ဆိုင်ထားသည့်ထောက်နေရလေးတွေမှာညိုညစ်ညစ်အယောင်လေးတွေတွေ့ရတယ်တစ်လွင်နေတော့အယောင်မဟုတ်ညစ်ထေးထေးအယောင်လေးများသာခြံထဲကြည့်နေရင်အိမ်ထဲပြန်ဝင်ဖို့ကြည့်နေတော့မိန်းကလေးအမလေးနောက်ကအတန်ကြောင့်လန့်ပြီးအနှဲငယ်ရိုင်သွားတယ်မနေ့ကတွေ့တဲ့လူကြီးမနေ့ကတော့ပြုံးပြနေတာတောင်မသိတယ်လို့နဲ့လုံနေပြီးအခုဘာကိစ္စလာခေါ်ပါလိမ့်ဘာရိရှာနေရလဲရှင်ဟိုဘာကိုမေးတာလဲမင်းတခုခုကိုရှာနေသလားလို့ပါဘယ်လိုကြီးလဲကျမကိုလိုက်ကြည့်နေတာလားဟင်းမရှာပါဘူးကျမလမ်းလျှောက်နေတာပြီးတော့ယုံကပန်းမျိုးလေးတွေယူလာမလို့ဘယ်နာဆိုင်ရမလဲကြည့်နေတာကျမတမင်ပြောချလိုက်သည်ဒီလူကိုကြည့်ရတာလဲမုန်းစရာကြီးယောက်ျားကြီးဖြစ်ပြီးသူများကိစ္စလိုက်ဆက်စုနေတာကြီးကျမအဖြေကိုတိတ်ကျင်နဲ့နေပုံမရပြန်ထွက်သွားတော့သည်အိမ်ထဲပြန်ဝင်လာပြီးထမင်းကြိုင်ပြင်နေရင်ညာကတစ်တာကိစ္စတတိယလာတော့သည်အမေကိုမေးရမည်အိမ်မှာအမေနဲ့ကျမနှစ်ယောက်တည်းရှိတာအမေများနေရာရွှေ့လိုက်သလားတွေ့မဲ့တွေ့တော့အမေကဖျားဝှက်ပြုတ်နေသည်ဖျားဝှက်ပြုတ်ပြီးသည့်အထိစောင့်နေလို့မရတာမို့အေးမှုထွက်လာခဲ့တော့သည်ပြန်လာမှပဲမေးတော့မေသည်အေးမှုခြံထိပ်ရောက်တော့ရင်နေ့တွေလိုပဲအိမ်ထဲကိုပြန်ကြည့်မိတယ်ကောင်မလေးများကြည့်နေမလားလို့ရှာမိတာပါကျမလည်းဘယ်လိုကြောက်ပါလဲသူမကိုမတွေ့တော့လဲလိုက်ရှာမိတယ်သူမကျမနာလာတော့လဲလန့်နေမကြောက်တဲ့ကျမအခုကြောက်စိတ်ဝင်လာသလိုခံစားလာရတယ်အရင်တည်းကတရေတစီတွေကျမအယုံကြည်မှမရှိခဲ့တာကိုအမဟင်အပဝါကနေထွက်မယ်ရှိသေးခေါ်တန်တက်တက်ကြားလိုက်ရသည်ဟိုဟိုဒီဒီလိုက်ကြည့်တော့ဘာမှလည်းမတွေ့ရုံနောက်ကြမိစိုးတဲ့ဖြင့်အသေးတန်ပြေးရတော့သည်ကြာရင်မလွယ်တော့အလုတ်သွားဖို့လဲအရင်လိုလှပပြင်ဖို့အချိန်ကိုမရအိမ်မှာနေတော့လဲကြောက်ရွံ့ကြီးအလားတွေးတော်ငိမ့်မောနေရတာဒီတက်တာကဘယ်ရောက်သွားတာလဲငါတိတိချာချာတွေ့ခဲ့တာပါမျက်စိမောက်စရာအကြောင်းမရှိဘူးမနက်ကအမေကိုမမေးခဲ့ရသေးကောင်မလေးပြန်လာမှပဲရှာတော့မယ်နော်နေနဲ့ငါတော့ကြာရင်ယူတော့မယ်အခုတဖြည်းဖြည်းနဲ့ညဘက်အိမ်သာတွားရင်တောင်ကြောက်တက်လာပြီဘယ်အချိန်ဘယ်နေရာကပေါ်လာမလဲနဲ့တွေးပြီးကြောက်နေမိတော့တာအေးမှုနေ့စရင်တွေလည်းပြန်ကြည့်ပါအောင်ဟဲ့ခုရက်ပိုင်းစရင်တွေမားလာကြည်လားအပြိုကြီးမူမမှန်ဘူးနော်ရုံးလိုက်ရင်လည်းဖေကိုဖျဲနဲ့ဟွန်းကြည့်လို့ sorry ပါမမရဲ့အေးမှုပြန်စစ်ပေးပါမယ်စရင်တွေမြင်စစ်ပြီးခင်မြမှုတို့ဘက်ကိုကူးလာခဲ့တယ်ဟဲ့ခင်မြမှုနင်တို့သွားမင်းနေကြအကြမြင်ဆရာမစီငါ့ကိုလိုက်ပို့ပေးပါလားငါမေးချင်တာလေးရှိလို့ဟင်ဘယ်လိုဖြစ်တာလဲအပြိုကြီးရဲ့အဲ့ဓာတွေအယုံကြည်မရှိဘူးဆိုဘာလဲဘဲရနေပြီလားအပြိုကြီးထူးထူးဆန်းဆန်းသိကျင်တာရှိလို့ဆိုတော့ဟဲဒီမိန်းမနဲ့အားနေရင်ဒီလင်ချောင်းตาချောင်းပြောဖို့ကြီးပဲငါနင့်ကိုဘယ်လိုပြောပြရမှန်းကိုမသိပါဘူးခင်မြမှုရဲ့ဟိုတလောကငါတို့အိမ်ပြောင်းတာနင်သိတယ်မလားအင်းသိတယ်လေငါလာကူမယ်ပြောတော့နင်ကမလာနဲ့ဆိုပြီးအခုဘာဖြစ်လို့လဲအဲ့အိမ်မှာတရေရှိတယ်ဟဲ့ဟမ်တရေရှိတယ်ခင်မြမှုကအတန်ပြဲနဲ့ထအော်တော့သည်ဟဲ့တူတူလို့ပါကောင်မရဲ့သူများတွေကြားကုန်တော့မယ်ခင်မြမှုအလန့်တကြားထအော်လို့မနှဲပါဇက်ပိတ်လိုက်ရတယ်နင်မကြောက်ဘူးလားအေးမှုရဲ့ငါတော့ပြောရင်တောင်ကြက်သိမ်းထားတယ်ကြောတွေချမ်းလိုက်တာအစကငါလည်းမကြောက်ပါဘူးဟဲ့အခုတော့ရင်တထိတ်ထိတ်နဲ့ပဲတရေကကောင်မလေးဟာရုပ်ရှင်တွေတဲကလို့ပေါ့ဟာငါကိုကူညီပါကြီးပဲပြောနေတာဟာအเจ้าရလဲတေချာမသိရဘူးငါကိုအိမ်မက်ထဲမှာလာပြောတာစကားမဆုံးရင်နိုးသွားတာပြီးတော့ငါသူ့ကိုမြင်နေတယ်ဟာအမေကတော့အေးဆေးပဲဘာတန်မှပြောတာမကြားဘူးသူကငါတယောက်တည်းကိုပြနေတာထင်တာပဲကြာတော့ငါစိတ်ညစ်နေပြီအိယာမှာကြောက်တလို့တောင်ခံစားလာရတယ်မတွေ့ပြန်တော့လဲတနာမိပြန်ရောငါကိုယ်တိုင်လိုက်ရှာမိနေတာအေးမှုရဲ့နေကိစ္စပေါ့တိတ်တိမဟုတ်ဘူးနော်နင်သွားမေးကြည့်ပေါ့ဟာတခုခုသိရမလားလို့အေးလေငါလည်းဘာလုပ်ရမှန်းမသိလို့မေးကြည့်ချင်တာပါသူ့မျက်နှာလေးကလည်းတနာစရာလေးဟာမတရားလှုပ်ခံထားရလို့မကျွတ်လွတ်တာလားမသိဘူးဟဲ့ပြီးတော့ပြောသေးတယ်နော်သူကငါ့ကိုစောင့်နေတာ3နှစ်တောင်ရှိပြီတဲ့ငါရောက်လာမှာကိုသိနေတယ်လို့ကြီးဟာ
အမလေးအေးမှုရဲ့နေမို့လို့ဟဲငါသာဆိုအဲ့နာမှာတင်လန့်တေမှာဟာနင်တက်တိကောင်းလိုက်တာကောင်းမနေနဲ့မိမကြီးငါလဲကြောက်နေပြီနီးလဲမြန်မြန်ရှာမှဖြစ်တော့မယ်ဟာပိတ်ရကြငါတို့သွားရအောင်ဟာညနေပိုင်းကငါကမအားဘူးလေအိမ်မှာအမေကလည်းတယောက်ထဲမို့ညနေတော့အိမ်ပြန်ချိန်နောက်မကြကျင်ဘူးအေးပါဟာတပတ်ခါကြာရင်လည်းအလုတ်ပိတ်ပြီပဲမနေ့၈နာရီလောက်ငါထွက်လာခဲ့မယ်နင်ထွက်လာခဲ့ငါစက်မှုတစ်မှတ်တိုင်ကစောင့်မယ်စောစောတာထွက်လာခဲ့အေးပါဟာငါသွားပြီအလုတ်တွေအများကြီးပုံနေပြီဂျာကြီးလာဆဲနေအောင်မယ်ခင်မြမူနဲ့အချိန်ချက်လုတ်ပြီးစပွဲကိုပြန်လာပြီးအလုတ်ပြီးအောင်လုပ်ရတယ်ပြီးတော့အချိန်တွေမြင်မြန်ကုန်ကျင်လာပြီးအေးမှုအတွေးထဲရောက်နေတာတန်တစ်သားအေးမှုကိုတိတိချာချာပြောလိုက်တာတခုခုသဲလွန်စားရှိနေမှသိကြတယ်ကောင်မလေးကတကယ်တရေမလေးလားသိကြတဲ့အဖြေတစ်ခုရခဲ့ရင်အေးမှုခွင့်ယူခြင်းယူပါရစေအေးမှုအသက်နိုင်ဆုံးကူညီပေးမှာပါအိမ်ပြန်ရောက်တော့အမေကိုမတွေ့တာနဲ့လိုက်ရှာမိတယ်နောက်ဖီးမှာဘာလုပ်နေတာပါလဲအမေဘာလဲဖြစ်နေတာဟင်အမေခဏနေအောင်အဲ့ဒါဘာတွေလုပ်နေတာလဲအမေသမီးကိုပေးအဲ့ဒါတွေဒီထဲကပစ္စည်းတွေဘာလုပ်လိုက်သေးလဲအမေဟဲဒီကောင်မလေးဘာမှမလုပ်ပါဘူးဟဲ့အစုပ်တွေမို့လို့လွတ်ပြစ်မလို့လုပ်နေတာပါညီးပါလုံးမလို့လဲအေးမှုရဲ့ပစ္စည်းအစုပ်တွေအိမ်ထဲထားမနေနဲ့အရင်ကလူတွေဟာလားမသိဘူးမနေ့တည်းကပုတ်အဲနန်နေလို့အကောင်ပလောင်တွေများတည်နေသလားလိုက်ရှာရင်ဓာကြီးတွေးလို့တည်လာတာဘာမှလည်းမပါပါဘူးဒီစာအုပ်လေးနဲ့လက်ကင်ပဝါလေးရယ်ဒီဆွဲကြိုးလေးရယ်ရွှေအစ်စ်လာတော့မသိဘူးအမေပြတဲ့ပစ္စည်းတွေကိုအေးမှုအိမ်ထဲပြန်ယူလာခဲ့တယ်စာအုပ်လေးအဖုံးကကြွက်တွေတောင်ကိုက်ထားနေပြီးလက်ကင်ပဝါလေးကစာလုံးလေးထိုးထားတာကအင်္ဂလိပ်စလုံးလေး TZK ဆွဲကြိုးကအနှဲငယ်ကြီးတယ်ဖုံအလိမ့်လိမ့်တက်နေပေမဲ့ပို့ကြည့်လိုက်တာနဲ့အေးမှုသိတယ်ရွှေအစ်စ်ပါပစ္စည်းတွေကိုတေချာစုထားလိုက်ပြီးအေးမှုညစာအတွက်စီစဉ်ပြီးရေချိုးလိုက်တယ်အမေနဲ့အတူညစာထမင်းစားပြီးအိတ်ခမ်းထဲဝင်ခဲ့တယ်အဝိရေစွတ်ထားပြီးစာအုပ်ကိုတေချာတိုက်ချွတ်လိုက်တယ်အိယာပေါ်လဲလိုက်ပြီးစာအုပ်လေးကိုလန်လိုက်တယ်ကိုကိုအရန်ချစ်တယ်ဤဘဝမှာပထမဆုံးချစ်ခဲ့မိသူပါဤကိုကိုတိတ်ချစ်တာပဲကိုကိုဤကိုတစ္ဆာမဖောက်ရဘူးနော်ကိုကိုဒီနေ့ကိုကိုနဲ့တွေ့ပြီးပြန်လာခဲ့တယ်ရင်ခုန်လိုက်တာကိုကိုရဲ့ပထမဆုံးချစ်ခဲ့မိတဲ့ချစ်သူကိုဤဘာကြောင့်ဒီလောက်ချစ်မိနေရတာလဲကိုကိုပေးတဲ့အနမ်းလေးတစ်ခုကဤဘဝအတွက်တော့ရင်ခုန်စရာအကောင်းဆုံးလက်ဆောင်တစ်ခုပါကိုကိုရေဤတို့ချစ်ခဲ့ကြတာ3လတောင်ပြည့်ခဲ့ပြီနော်ကိုကိုတောင်းဆိုရတာတွေကိုမလိုက်ရောနိုင်ခဲ့တဲ့အတွက်ခွင့်လွတ်ပေးပါကိုကိုရဲ့ဤကိုကိုတိတ်ချစ်ခဲ့ပေမဲ့လက်မထက်ကြသေးပဲနဲ့အတူနေကြတာကိုတော့ဤတဘောမကြဘူးကိုကိုဤတို့အမြန်ဆုံးလက်ထက်နိုင်ကြဖို့စူးစမ်းကြရအောင်နော်စာရီကသမီးစား2ယောက်အတွက်ကောင်မလေးကမှတ်တမ်းတင်ထားပုံရပါတယ်စာဖတ်နေရင်းနဲ့ငိုက်လာလို့စာအုပ်ကိုခေါင်းရင်းမှတင်ထားပြီးခဏမေးလိုက်တယ်အမနာနာမှလာခေါ်နေတဲ့အတန်မျက်လုံးကိုဖွင့်ပေမဲ့ဖွင့်မရမျက်နာပေါ်အုပ်မိုးလာတဲ့အရိပ်တစ်ခုတိတိကြီးနဲ့ခံနေရတာဘယ်သူလဲအေးမှုသိကျင်လို့မျက်လုံးကိုအတင်းအားယူပြီးဖွင့်လိုက်တယ်အေးမှုအစောကြီးအိတ်နေတာလားခြေနှောင်လဲမချခြေလက်မစေးဘာမစေးနဲ့ထခြေလက်တန့်စင်ပြီးဖျားဝှက်ပြုတ်လိုက်အောင်အမေအိတ်ခမ်းထဲကိုအခုမှဝင်လာတာလားယင်ခုနတည်းကဒီထဲမှာရှိနေတာလားဟော်တော်အေးမှုရဲ့ခုပဲဖះရှိခိုးပြီးလို့ဝင်လာတာလေဘာဖြစ်လို့လဲအေးမှုရဲ့ခုရက်ပိုင်းညီးကိုကြည့်ရတာလေစိတ်တွေဆင်းရဲရပါတယ်ဘာဖြစ်နေမှန်းကိုမသိဘူးယူးကြောင်ကြောင်နဲ့ဟုတ်တယ်အမေသမီးယူးချင်နေတာမကြခင်ယူးတော့မှအမေရဲ့အေးမှုစိတ်ထဲကရေရွံ့မိလိုက်တာပါဖြစ်နေတာတွေကိုသမီးအမေကိုဘယ်လိုပြောပြရမလဲအဲ့လိုပြောပြတော့အမေကယုံပါတယ်လားသမီးကိုယူးနေတယ်လို့ပဲပြောအောင်မလားအမေခြေလက်တန့်စင်ပြီးဖះရှိခိုးလိုက်တယ်မျက်စိကျဲသွားပြီမို့စက်မအိတ်တော့ပဲစာအုပ်ကိုဆက်ဖတ်လိုက်တယ်4-5-6ရက်ဖတ်လိုက်ပင်မဲ့ဘာမှထူကြတာမတွေ့စာရွက်အလေကိုကြော်ပြီးဖတ်လိုက်တယ်ရှင်လူရုပ်မှာပဲတေစာကြော်ကျမဘဝကိုအညွန့်ချိုတဲ့လူကြီးရှစ်မှာမယားကြီးငုတ်တုတ်ရှိနေတာနဲ့ကျမကိုချီကပ်ပြီးဘဝဖြတ်ခဲ့တဲ့လူ
ရှင်သမီးလေးမွေးထားပြီးဝစ်မလဲပါစေနဲ့ကိုသေးစားရဲ့ကျမဆုတောင်းပေးပါတယ်စာဖတ်နေရင်ငိုလိုက်တဲ့အတန်ကနားထဲဝင်လာတယ်ဖះဆက်ဖတ်ဖို့တောင်စိတ်ထဲမဝင်မရဲအတန်လာရကြည့်နေရင်မိကရုတ်တရက်ထပြက်သွားတော့တယ်အမေဓာတ်မီထွန်းမအောင်အမေရဲ့အမေသမီးကိုလာကင်နာလားလက်ကလည်းအေးဆက်ဆက်ကြီးအမေကျမအသက်ကုန်ထအော်မိတော့တယ်ဟဲ့အေးမူမိအိမ်ကညီကောင်ရဲမလေးဘာတွေအော်နေတာလဲဒီကောင်မလေးကတော့ငါကဖြင့်လဲနေရကထကိုမထဘူးအမေအတန်ကြားတော့မှအေးမူခေါင်းရင်းကမိအိမ်လေးကိုတတိရတော့တယ်မိဖွင့်ပြီးအမေအိယာဘက်ကိုကူးလာခဲ့မိတယ်အေးဆက်ဆက်လက်တစုံကအေးမူလက်ကိုလာကင်နာခံစားလိုက်ရတယ်အေးမူတယောက်တည်းမအိပ်ရဲတော့မီးပြန်လာခဲ့ပေမဲ့အဲ့ဒီနေ့ကတယောက်တည်းမအိပ်ရဲတော့လို့အမေကတင်မှာနှစ်ယောက်ပူအိတ်ခဲရတော့တယ်မနဲ့လင်းတော့အမေကိုကြည့်ပြီးအေးမူရှက်မိတယ်အသက်ကြီးတဲ့အမေကမကြောက်ရပါပဲကျမကြောက်နေခဲ့တာအမေတမျိုးများမြင်နေမလားအိယာဘေးကစာအုပ်ကိုယူပြီးအိမ်ရှိကဗီတိုထဲသွားတင်လိုက်တယ်အမေလွန်ပစ်လိုက်မှဆိုလို့ပါတော်ပြီဒီစာအုပ်ကိုညှဘက်ကြီးမဖတ်တော့ဘူးဒီစာအုပ်ထဲမှာတဲလွန်စာတစ်ခုခုများရှာတွေ့မှသိကြနေပါပြီကောင်မလေးဘဝကမလွယ်ပါလားအိမ်တောင်ရှိတဲ့ယောက်ျားမှမသိပဲပတ်သက်မိပြီးရုပ်မှခံရပြီထင်တယ်ကောင်မလေးတေဆုံးရမှုကဒီလူနဲ့ပဲပတ်သက်နေတာလားဒီလူကဘယ်ကလဲဘယ်မှနေတာလဲဤသူစာကရောမိကွန်မောင်များစွာအသွေးပေါင်းများစွာနဲ့ပါလားသူမအတွက်တတ်နိုင်တဲ့လောက်အမြန်ဆုံးလုပ်ပြီးမှပါအေးမူလည်းအတော်စိတ်ညစ်နေပါပြီဤသူစာဝိညာဉ်နဲ့ကျမနေ့စဉ်ထိတွေ့မှုရှိနေခဲ့တယ်ကျမသူမရဲ့စာအုပ်ကိုစိတ်ဝင်စားနေပေမဲ့ညဘက်ကိုမဖက်ရဲတော့ဖက်နေရင်မီးများပြက်မလားသူမကျမကိုများလာတွေ့မလားနဲ့ရင်တွေမောရတယ်ရုံပေးရက်မှတဏီကုံထိုင်ဖက်မယ်မြင်နေလျင်ဖက်မိမှစိုးတာကြောင့်ရှေ့ကဘီလိုတဲ့သွားထည့်ထားလိုက်တယ်ရုံသွားရင်ဟိုတစ်ခေါက်ကစိုက်ကားသမားကိုရှာကြည့်ပေမဲ့မတွေ့ခဲ့ဘေးအိမ်ကလူတွေကြည်ရတာလဲမူကမမှန်းဘယ်သူနဲ့မှဆက်မလုပ်ကြခင်မင်းရင်းနှီးသူတွေလည်းရှိပုံမရဘူးပြီးတော့အဲ့အိမ်ကလူတွေအေးမှုဘာလို့လိုက်ချောင်းနေကြသည်အစကသတိမထားမိပေမဲ့အခုနောက်ပိုင်းအေးမှုသတိထားကြည့်မိတာသိကြသလောက်ရှိနေပြီအေးမှုအလုတ်ထဲလဲစိတ်မပါမနှက်ဖြန်ရုံးပိရက်ကိုမျော်ရတာကြာလွန်းတယ်လို့ထင်မိတယ်အကြမြင်ရတဲ့ဆီယာမကိုတွားတွေ့ကျင်လာပြီအဲ့ဒါမှအေးမှုဘာလို့ရမလဲဆိုတာသိရမှာပေါ့အေးမှုအိမ်ရောက်လို့လဲဟိုဒီလဲရှောက်မကြည့်ရဲအမေနဲ့မလန်းမကန်းမှလိုက်နေမိတော့တယ်အေးမှုကြောက်စိတ်တွေဘယ်ကဝင်လာတယ်မသိဒီလောက်တခါမှမကြောက်ခဲ့ဘူးညကြအေးမှုဘယ်လိုလုပ်ရပါမလဲအေးမှုတယောက်တည်းအိတ်နေရင်အိမ်မက်လာပေးအောင်မလားသူ့စာအုပ်ကိုစက်မဖက်လို့စိတ်များဆိုးနေမလားခွင့်လွတ်ပါဤသူစားငါတက်တိမွေးအောင်မယ်နော်ငါဆက်ဖက်ပြီးနင့်ကိုကူညီပေးမှာပါဟာမနှက်ဖန်ကြရင်လဲမေးစရာရှိတာသွားမေးပြီးလှုပ်စရာရှိတာလှုပ်ပေးမယ်နော်ငါစီလာခဲ့ရင်ကောင်းကောင်းလာပါဟာမချောက်လက်ပါနဲ့အေးမှုဤသူစားကိုစိတ်ထဲကတောင်းပန်နေမိသည်စိတ်ကိုမျိုးသိမ့်ပြီးအေးမှုစူးစားပြီးအိတ်လိုက်တယ်မနှက်စောအိမ်အလုတ်ပြီးရင်ဆရာမစီသွားရမယ်မလားရှင်ကျမကိုဘာလုပ်လိုက်တာလဲကိုသေးစားကျမကိုတခုခုလုပ်လိုက်တာလားဤသူစားအိတ်ရတဲ့ကထားဖို့စူးစားလိုက်တယ်ခေါင်းထဲကမိုက်ခနဲဤကတင်ပေါ်ပြန်ထိုင်လိုက်တယ်မိမကိုကအနှဲငယ်နာကျင်နေတယ်ထမိန်ပေါ်မှာစွန်းနေတဲ့သွေးဒီလူရုပ်မှာဤဘဝပြက်ပြီပေါ့ဤရဲ့အပြိုစင်ဘဝပြက်ပြီပေါ့ရှင်ရုပ်မှလိုက်တာကိုသေးစားရဲ့ရှင်လှုပ်ရက်လိုက်တာအိမ်အောင်နဲ့ယောက်ျားမန်းမတိလို့ရှင်ကိုပတ်သက်ခဲမိတာပါအခုလိုလှုပ်ဖို့တော့မကောင်းပါဘူးရှင်ကတကယ့်ကိုလူယုံပါပဲရှင်ကျမတောက်တဲ့အေးတဲ့စိတ်ခတ်ထားတာလားအဲ့ဒါမင်းညံ့လို့မင်းခံရတာပဲဤသူစားမင်းကိုငါကသားမက်မရမက်ပေါင်းမှာပါဤလေးယာတော်ပြီကိုသေးစားရှင်ကျူးလွန်ခဲ့တာတွေအတွက်ပေးဆက်ဖို့ပြင်ဆင်ထားပါကျမရှင်ကိုခွင့်မလို့ဘူးကျမရှင်ကိုတရားရုံးကိုတိုင်မယ်ကိုသေးစားသူများမရငယ်တော့ကျမအဖြစ်မခံနိုင်ဘူးသူများမိသားစုကိုဖျက်ဆီးတဲ့မိန်းမအဖြစ်မခံနိုင်ဘူးတိုင်လေမင်းကမိဘမရှိဘာမရှိနဲ့အတော်တွေနှိပ်စက်တမျှခံနေရတဲ့မိန်းကလေးကဘယ်သူ့ကိုအာကိုပြီးပြဿနာရှာခြင်းသေးတာလဲတရားရုံးကြရင်တခုပဲငါပြောလိုက်မှာကျွန်တော်သူ့ကိုပတ်စံပေးပြီးခေါ်လာတာပါလို့ပြောလိုက်မှာဟင်လူယုံမှာကဲဟာဖြန်းမင်းကများငါပါကိုလာရိုက်နေတာကဲဟာသိစမ်းသိကောင်မလူ
လွတ်ပါအေးမူသမီးအေးမူဟဲ့နေများမကောင်းဘူးလားအစောကြီးအိပ်ရတဲ့ဝင်သွားပြီးတော့ဘာတွေရောင်ပြီးអော်နေတာလဲအမေဟိုကောင်ဘယ်ရောက်သွားလဲအမေမင်းဘယ်ကောင်လဲအေးမူရဲ့ဒီမှာညီးနဲ့ငါနှစ်ယောက်တည်းရှိတဲ့ဟာကိုရော့ရေတောက်လိုက်အမေကန်းပေးတဲ့ရေကိုတောက်ပြီးချွေးတွေတုပ်လိုက်ပြီးအင်ကြီးလဲလိုက်တယ်အိမ်မက်ထဲကလူရဲမျက်နာကဝိုးတော်ဝါသူ့မျက်နာကိုအကြိမ်ကြိမ်အခါခါစဉ်းစားကြည့်ပေမဲ့ခက်ရည်ရည်တာပေါ်တယ်မျက်နာကိုကောင်းမသေးကွယ်လေဘင်းမှာနာကျင်တယ်လို့တောင်ခံစားနေရတယ်နောက်ဖေးကိုရှောက်လာခဲ့ပြီးအိမ်နာထဲခဏဝင်လိုက်တယ်လူရတာသွားနေတာစိတ်ကဟိုလူမျက်နာကိုမြင်ရအောင်စဉ်းစားနေမိတယ်နောက်ဖေးတကားပိတ်ပြီးအိမ်ထဲလှမ်းအဝင်မှာအမေကြောက်လန့်တဲ့ကြားအော်မိပေမဲ့ငိုနေတဲ့သူမမျက်နာမြင်ပြီးတနာစိတ်ဝင်မိတယ်စိတ်ထဲကပြောနေမိတယ်သူမကိုကြည့်ရင်ကျမပါငိုကျင်လာမိတော့တယ်သူမကိုနှစ်သိမ့်ပေးဖို့အနားကိုတိုးလိုက်မိတယ်လက်ကလေးကိုအသာလန်းကင်လိုက်စင်မှာနှာခေါင်းနဲ့တိုးဝင်လာတဲ့အပုံနှံကြောင့်လက်ကနှာခေါင်းကိုပိတ်လိုက်မိတယ်ပြီးမှသူမကိုအားနာစိမ့်နဲ့လမ်းကြည့်လိုက်ပင်မဲ့သူမမရှိတော့တောင်းမှန်ပါလေဤရဲ့စိတ်မဆိုးပါနဲ့နော်သမီးအေးမူနောက်ဖေးသွားတာကြာလာကြည်လားရှင်အမေလာပြီအမေအတန်ကြာတော့မှအသီးစိတ်ဝင်လာပြီးအိတ်ခမ်းနဲ့ပြန်ဝင်လာခဲ့တယ်အမေကကျမကိုစိုက်ကြည့်နေတယ်အခုရက်ပိုင်းဖြစ်နေတဲ့အခြေအနေတွေကိုအမေနားလည်နိုင်ဖို့မလွယ်ဘူးလေအေးမူလည်းပြောပြခြင်းစိတ်မရှိဘူးအိတ်ရတဲ့ပြန်ဝင်အိတ်ပင်မဲ့အိတ်လို့မပြောတော့အရက်ရှိထောင်မောင်းနဲ့အသားမဖြူဘူးထင်တာပဲဒီမျက်နာကိုဘာလို့တေချာမမြင်ရတာလဲအော်ဒီလိုနဲ့မိုးလင်းတော့မယ်ထင်ပါရဲ့လေမနဲ့လင်းတော့ထုံးစံတိုင်းအမေအတွက်ချက်ပြုတ်ထားခဲ့ပြီးခင်မြမူနဲ့ချိန်ထားတဲ့မှတ်တိုင်ကိုထွက်လာခဲ့တယ်စိတ်ထဲမှာမတင်မကြနဲ့အိမ်ကထွက်လာတဲ့ကအေးမူနောက်ကိုတယောက်လိုက်လာနေတယ်လို့ခံစားရတယ်လှည့်ကြည့်တော့လေဘယ်သူမှမတွေ့မှတ်တိုင်ရောက်တော့ခင်မြမူကမရောက်သေးမိနစ်20လောက်စောင့်တော့မှမြမူရောက်လာတော့တယ်မြမူနဲ့မိုးကောင်းဖျားမှတ်တိုင်ကိုဆက်စီးလာကြတယ်ဖျားဆောင်နှန်းကဆရာမဟော်ကန်ကိုဝင်လိုက်တော့လက်ကိုလာတို့နေလို့လှည့်ကြည့်မိတယ်မြမူကရှေ့မှာပါငါ့ကိုဘယ်သူလာတို့ပါလဲခက်လန်းလန်းကိုကြည့်လိုက်တော့အေးမူကိုစူးစိုက်ပြီးကြည့်နေတဲ့အသက်30အရွယ်ယောက်ျားတစ်ယောက်အေးမူနောက်လှည့်ကြည့်တော့မြမူကအခန်းထဲကလက်ရက်ခေါ်နေတယ်အေးမူထိုလူကိုအကြည့်လွဲပြီးဟော်ကန်ထဲဝင်ထိုင်လိုက်တယ်သမီးရဲ့အခြေအနေကိုဒီသမီးပြောပြထားလို့သိပြီးပါပြီသမီးကိုကြည့်ရတာဘာသာရေးအားကောင်းတဲ့ပုံပါပဲအကြောက်အလန့်ရှိပုံမရပါဘူးအခုတော့ဘယ်လိုဖြစ်လို့လဲဟုတ်ပါတယ်ဆရာမကျမအခုတော့တော်တော်လန့်နေပြီသူကကျမကိုအိမ်မက်ထဲမှာပြတယ်သူ့စာအုပ်လေးတွေရထားပေမဲ့ပြီးအောင်မဖတ်ရသေးပါဘူးအဓိကသူ့ကိုကူညီပေးနိုင်မယ့်နည်းလေးပေါ့ဘယ်လိုကူညီရမလဲသိကြပါတယ်ဆရာမရဲ့ကလေးမလေးကမတရားခံရပြီးတည်တာဆိုတော့သူ့ဝိညာဉ်ကမလွတ်ကျွတ်နိုင်ဘူးထင်တယ်ပြီးတော့တချို့တွေကဝိညာဉ်ချုပ်နှောင်ထားတာတွေရှိတတ်ကြတယ်အဲ့ဒီနေရာကနေဘယ်ကိုမှသွားလို့မရပဲပိတ်လောင်ထားကြတာမျိုးပေါ့သူကြတော့အောက်လန်နီးတွေပါလာပြီးနားလေတဲ့သူတွေနဲ့လှုပ်ထားကြတာအဲ့လိုတွေရှိတာလားကျမတော့အဲ့ဒီလိုမျိုးတွေမကြားဘူးတော့ယုံရခက်နေတာတခုတတိထားမိတယ်သူကျမကိုပြောတာသူဒီဘဝကြီးနဲ့မနေကျင်တော့ဘူးတဲ့တနာလွန်းလို့ကျမမနေ့ကသူနဲ့အတူငိုမိတယ်နောက်တစ်ခုကသူကိစ္စကရာဇဝတ်မှုနဲ့ညှိစွန်းနေတယ်လို့ကျမစိတ်ကသိနေတယ်ဆရာမအနေနဲ့တတ်နိုင်တာလေးကူညီပေးပါဦးနော်ဆရာမအနေနဲ့လုပ်ပေးနိုင်တာအားလုံးကူညီပေးပါမယ်ဆရာမအတွေ့အကြုံရတော့ဒီလိုကိစ္စတွေဟာများသောအားဖြင့်ကူညီတဲ့သူတွေမှာအရန်အန်တရများတယ်သမီးတတိကြီးတော့ထားရမယ်နေ့ရှည်ကြာတိုးဝက်ထားနိုင်ခဲ့တဲ့ဆိုကြတဲ့ကအဲ့ဒီလူတွေရဲ့အရေးအချင်းကိုရှော့တွက်လို့မရဘူးသမီးဆရာမအစီရင်လေးတွေလုပ်ပေးလိုက်မယ်ဂရုစိုက်ပါသမီးဆရာမစီမံပေးတာလေးတွေတေချာယူလာခဲ့ပြီးပြန်ခဲ့ကြတယ်အေးမူရင်တထိတ်ထိတ်နဲ့ဖះမှာတွေ့ခဲ့တဲ့သူများပါလာမလားလို့တွေးရင်စိတ်မဖြောင့်နိုင်ခဲ့အိမ်ဝင်ကားနီးတေချာကြည့်ပေမဲ့မတွေ့တော့မှစိတ်အေးရတော့တယ်အမလေးမယ်မင်းကြီးမပြန်လာသေးတယ်ပေါ့အလုတ်ပရက်ကိုဒီလောက်လျှောက်သွားနေရလားအေးမူနော်ညီခြေလန်းတွေပြက်နေတာကြာပြီဒီအရွယ်ကြီးကြမှာရီးစားထားနေတာလားမဟုတ်ပါဘူးအမေရဲ့သမီးအရွယ်ကရီးစားထားပြီးလျှောက်သွားရမယ့်အရွယ်လားအမေကတော့လေမဟုတ်တာအရန်ပြောတာပဲ
ပြောရမလားအေးခုခေတ်ကအသက်ကြီးမှမတော်တာတွေထလုပ်ပြီးလူကြားမကောင်းဖြစ်ကြတာမလားမထော်မနှမ်းတွေတော့လုံမလာနဲ့နော်သူများအမေလိုတော့မဟုတ်ဘူးတခုခုသာဆိုလို့ကတော့ညီကိုချမ်းသာပေးမယ်မထင်နဲ့စိတ်ညစ်ရတဲ့ကြားတဲ့အမေကတမျိုးသူထင်တာလျှောက်ပြောနေတော့ဒီဆရာမလှုပ်ပေးလိုက်တဲ့အစီအရင်တွေကိုတေချာသိမ်းလိုက်ပြီးအေးမှုရေချိုးဖို့လှုပ်လိုက်တယ်ရေချိုးကန်းထဲဝင်ပြီးရေချိုးဆက်ပြတိုက်နေတော့တင်းပြန့်တဲ့မွေးရနံ့လေးနှာခေါင်းထဲဝင်လာတယ်ဆက်ပြမြုပ်လေးတွေကိုနှာခေါင်းသားကပ်ပြီးရှူလိုက်တယ်ဟင်ခုနကငါရတဲ့အနံ့ဒီအနံ့မဟုတ်ပါဘူးဟုတ်တာပဲသတိမိနေတာအရင်တည်းကဒီဆက်ပြနံ့ငါသိနေရတာနဲ့အမလေးရေကိုနှစ်ခွက်သုံးခွက်ကမန်းကရန်လောင်းပြီးအပြေးထွက်လာခဲ့မိတယ်အမလေးလန့်လိုက်တာမင်းပဲသူလဲကျွန်တော်ကမီတာဖတ်ဖို့လာတာပါအတော်ကရှေ့တိုင်မှာဆိုလို့ရှာနေတာမတွေ့လို့အမအိုးမဟုတ်တာအိမ်ရှိမှလေမီတာဘုံကအိမ်ထဲမှာဘလို့လို့ရှိမှာတော့ယူးကြုံကြောင်နဲ့အမေဒီလိုခေါ်ပါဦးအမေကလည်းစောင့်မနေပဲနဲ့ဘယ်ရောက်သွားတာလဲဘာမှမဟုတ်ပါဘူးအေးနွမ်းတို့တယ်လာနေတော့ထွက်ဝယ်နေတာသူတွေ့မယ်ထင်လို့ပေါ့ကောင်လေးလာမီတာကဒီမှာကွအေးမှုအင်းကြီးကိုအမြန်ဝစ်ပြီးဟိုလူကိုထွက်ကြည့်ပင်မဲမရှိတော့အမေဟိုလူရောထွက်သွားပြီလေညံလိုက်တာဒီလူဝန်တန်းအစ်စ်ရောဟုတ်ရဲ့လားမသိဘူးတေချာမေးမလို့ထွက်လာတာမရှိတော့ဘူးအမေကလည်းလေဒဇိန်ကိုဒီတိုင်းလွတ်လိုက်ရသလားတခိုးလားလူဆိုးလားမသိနဲ့အမလေးမိအေးမှုအပြိုကြီးပီတပါပေတဲ့အေးဇီစာကြောင်ပါပဲသူ့အိမ်ကဘာခိုးစရာရှိတာကြားလို့ပြောထဲလိုက်ရမကောင်းရှိတော့မယ်အမေကထုံးစံအတိုင်းပွားစီလှုပ်ကြံခဲ့တယ်အေးမှုအခန်းထဲပြန်ဝင်လာပြီးတနက်ခါလူလိုက်သည်ညစာချက်ရပြီအောင်မယ်အေးမှုချက်ပြုတ်ပြီးတာနဲ့အမေကိုထမင်းစားဖို့အတင်းခေါ်လိုက်တယ်အမေစောလို့မစားသေးဘူးပြောပေမဲ့ညဘက်အေးမှုကောင်မလေးအတွက်လှုပ်ပြီးစရာရှိနေသေးတယ်မလားတခါတည်းစေကြောသိမ့်စီးပြီးတိတ်မမောင်ခင်လေးဘီရိုတဲကစာအုပ်ကိုယူပြီးဆက်ဖက်လိုက်တယ်ရုပ်မာတဲ့အကောင်ဒင်းကိုဒီတိုင်းမထားနိုင်ဘူးထောင်ထဲရအောင်ထဲရမယ်ငါဘဝပြက်ပြီးသူ့မှာတမီးလေးတွေမွေးထားပါလျက်နဲ့ကိုချင်းမစားငါဘဝဖြစ်စီတဲ့ဒူကြီးဒင်းတော့လားသူ့ကိုကြောက်လန့်အောင်ရှောက်ပြောနေပေမဲ့ဤကိုဘယ်သူကမှဂယုတစိုက်လိုက်လုပ်ပေးမှမဟုတ်ဘူးမိဘတွေမရှိလို့အတော်အိမ်ကက်နေရတဲ့သူမအဖို့ဦးလေးလို့သူကပါကြားကြောင်ချောင်းခံနေရတာအတော်ကိုအရေးချေပြောပြပေမဲ့ဤအပြစ်သာဖြစ်ခဲ့တယ်ဤမနေတတ်လို့မြူဆွဲနေလို့လောက်တာနေမှာပေါ်တယ်လေအဲ့ဒီတည်းကဤကိုထိမ့်သိမ့်ပြီးနေခဲ့တယ်အတော်အပြင်ထွက်တာမြင်တာနဲ့ဤနောက်ကနေလိုက်ထွက်တယ်အာကိုမီကိုစရာရဲလို့မရှိတဲ့အချိန်ရီးစားထားမိရာကအခုတော့အိမ်တောင်တဲ့ကလေးအဖေဖြစ်နေခဲ့တယ်တီးလိုက်တဲ့အချိန်ရှောင်နေခဲ့ပေမဲ့ကလိန်ကကြစ်ကြပြီးခေါ်လို့လိုက်သွားမိတယ်သူ့အတော်ကိုဆရာဝန်ညွန်ကြားချက်နဲ့တောက်ရတဲ့အိတ်ဆေးကိုအတုံးချပြီးဤဘဝကိုဖျက်ဆီးခဲ့တယ်ဤမကျင်တတ်ဘူးဤရှက်လဲရှက်တယ်ဒီအမဲဆက်ကဤဘဝတသက်လုံးပါနေတော့မှာဤဘဝလက်သွဲဖို့ရခဲ့ရင်ဒီဘဝကြီးနဲ့ဘယ်လိုလက်ထက်ရပါမလဲတည်ကျင်လိုက်တာဒါပေမဲ့ဤသေးလဲမတည်ရဘူးဘယ်လိုလုပ်ရပါမလဲဤဘယ်သူကိုအကူအညီတောင်းရမလဲဖတ်နေရင်အေးမှုတက်ပြင်းမောကြီးချလိုက်မိတယ်စာအုပ်ကိုရှေ့နောက်လန်လောကြည့်လိုက်တယ်ထူးခြားတဲ့စာလေးဘာလေးလိပ်စာလေးများတွေ့မလားလို့ပါစာအုပ်ကိုပိတ်ပြီးအိမ်ထဲဝင်လာခဲ့လိုက်တယ်ဟင်ဘယ်သူလဲရက်လိုက်နော်ဘယ်သူလဲလို့အေးမှုအပြေးလိုက်ပြီးကြည့်ပေမဲ့ဘာမှမတွေ့နောက်ဖေးတကားကလည်းပိတ်လျက်သားငါများမျက်စိမောက်တာလားဟင်လူရိတ်သေးချာတွေးလိုက်တာပါခုမှမောင်ကားစားရှိနေသေးတာကိုအမေကအိတ်ခမ်းထဲကထွက်လာပြီးမျက်ဆောင်ခဲပြီးကြည့်နေပြန်ပြီအေးမှုကိုမကြည့်ကြည့်နေတာပါအေးမှုအထူးတလဲရှင်းပြမနေတော့ပဲဖျားဝစ်ပြူဖို့ထွက်လာခဲ့တယ်ဟင်ဒါတွေကဘယ်လိုဖြစ်တာပါလဲဒီပစ္စည်းတွေကပြုတ်ကျစရာအကြောင်းမှမရှိတာပဲအမေမြင်တမျိုးမြင်နေမှာဆိုလို့အေးမှုစာအုပ်ထဲတဲ့ဗီဒီယိုတွေတေချာထည့်ခဲ့တာပါတေချာပါပြီလူစိမ်းဝင်တာဘယ်သူလဲတခြားဘာမှခြေရလက်ရမယွင်းပဲကောင်မလေးအတွက်ဆရာမစီမံပေးလိုက်တဲ့အထုပ်ကိုမှခိုးယူဖို့လုပ်ခဲ့တာလားဖြက်စီပစ်ဖို့လားတော်တော်သတိထားရမယ်အခြေအနေတစ်ခုရောက်လာပြီပေါ့